န်ရဲ့အခြေအနေသည်အချိန်မရွေးဖြစ်ပွားနိုင်ပြီးအလုတ်သမားများကုမ္ပဏီပစ္စည်းဥစ္စာရွာနီးချုပ်ဆက်နှင့်အသက်လုံခြုံရေးအားတက်ရောက်ထိခိုက်နိုင်သည်စီးပွားရေးအားအနည်းနှင့်အများဒီရရိုက်မှုရှိသည့်ဒဏ်ရာရမှုနှင့်ဆုံးရှုံးမှုများဖြစ်ပွားစေပါသည်မိမိသည်အရေးပေါ်အခြေအနေတွင်ရောက်ရှိနေပါကညီတို့လှုပ်ဆောင်နေမည်မီးဘေးသို့မဟုတ်မီးလောင်မှုသည်ခဏခဏတွေ့ကြုံရပါသည်မီးဘေးသည်အသက်ပစ္စည်းနှင့်ပတ်ဝန်းကျင်ကိုပျက်စီးဆုံးရှုံးစေနိုင်ပါသည်မီးကိုမှုဖြစ်ပွားရင်ရွာနီးချုပ်ဆက်အားပြင်းထန်သည့်ဘေးအန္တရာယ်ဖြစ်စေနိုင်ပါသည်ဒါကြောင့်မီးလောင်စဉ်မှာမည်သည့်လှုပ်ဆောင်ချက်ဖြစ်ပွားမည်ပစ္စည်းဆုံးရှုံးမှုလျှော့ချစေရန်အခြေအနေကိုမြန်စွာရွေးချယ်ပါမီးဘေးခဏခဏဖြစ်ပွားတတ်ပါသည်ပြီးနောက်အခင်းရှောင်ရှားရန်တာဝန်ရှိသူသည်မီးဘေးအန္တရာယ်မှကာကွယ်ရန်အလုပ်လုပ်ရနေရာစောင့်ရှောက်မှုကိုအလေးထားရမည်နီးလန်းဆိုသည်မှာဒါလည်းနောက်တနေရာအားနားထောင်ကြည့်ကြရအောင်ဘေးမှာကာကွယ်ရန်အလုပ်လုပ်ရနေရာစောင့်ရှောက်မှုမခက်ခဲပါနီးလန်းများသိရှိရန်လိုအပ်ပါသည်စီမင်းစည်းကမ်းတင်သည်မီးဘေးတင်သူတရုပ်ဆောင်၍မီးလောင်မှုဖြစ်ပွားရနေရာမှာလုံခြုံစွာထွက်ခွာရန်သို့မဟုတ်အ ਨੇ ဆုံးနာကျင်မှုသာရှိမည်ဒါကြောင့်ပြင်ဆင်မှုတွေစတင်မှာသည်ပထမမိသက်ခြင်းလေ့ကျင့်ဘူးရင်မိမိနဲ့မိကူမှုမရှိစေရန်မိသက်ဘူးဖြင့်မိမကူးစေရန်အနည်းအနားရှိသည့်ကိရိယာများဖြင့်တပ်ပါကပထမအဆင့်မိမငိမ့်နိုင်ရင်မိဘေးအချက်ပြခလုံးနှိပ်ရန်မီးလောင်မှုဖြစ်ပွားရာနေရာမှာမြန်စွာထွက်ခွာရမည်
သို့မဟုတ်အဆောင်မြေပုံကိုသိရမည်မသိရင်လမ်းမှား၍အန္တရာယ်ဖြစ်ပွားမည်ဒီနောက်မှန်ကန်စွာလှုပ်ဆောင်ရန်နှစ်စဉ်ဌာန၏မိအစံလေးကျင့်ခြင်းနှင့်နှစ်စဉ်မိဘေးလွတ်မြောက်ခြင်းပါဝင်ရပါမည်တင်သည်အဆောင်မှထွက်ပြီးလျင်သို့မဟုတ်အရေးကြီးသည့်ကန့်လန့်ချက်၅ချက်ရှိပါသည်အားလုံးကိုလေ့လာပါလုံးကိုမီးလောင်မှုဖြစ်ပွားရာနေရာမှထွက်ခွာခြင်းအနည်းဆုံးထွက်ပေါက်စီသို့မီးဘေးမှထွက်လန်းကြောင်းအရာထွက်ရမည်ဓာတ်လေကားအားအသုံးမပြုရပါမီးဘေးမှထွက်ခွာစဉ်ကြီးမားသောပစ္စည်းများအားယူဆောင်ခြင်းမပြုရပါမီးဘေးမှထွက်ခွာခြင်းခရီးဖင်စေပါသည်မီးလောင်မှုဖြစ်ပွားရာနေရာမှာအနည်းဆုံးထွက်ပေါက်စီသို့မီးဘေးမှထွက်လန်းကြောင်းအရာစနစ်တကျထွက်ခွာရမည်မပြေးပါနဲ့တွန်းခြင်းမပြုပါနဲ့ပြင်ဌာနအားဖုံးဆက်အကြောင်းကြားခြင်းမပြုရပါဌာန၏တာဝန်ရှိသူနှင့်သာအကြောင်းကြားရမည်အခင်းထဲတွင်ဓာတ်ပုံရိုက်ခြင်းခွင့်မပြုပါ social media ဖြင့်အကြောင်းကြားခြင်းဆောင်ရွက်ခြင်းများမပြုလုပ်ရပါအဆောင်ထဲတွင်လှေကားသုံးခြင်းဖြင့်မီးဘေးမှထွက်ခွာခြင်းရှောင်ရှားပါဘဲကြောင့်ဆိုသောလေကားသည်မီးခိုးခေါင်းနိုင်နှင့်တူလက္ခဏာရှိသည်မီးခိုးမွန်းစေပါသည်မီးလောင်ခံသေဆုံးစေနိုင်ပါသည်ဝမ်းသာပါသည်တင်သည်ဤမီးဘေးမှလွတ်မြောက်နိုင်ပါသည်လွတ်ရကျွရစီသို့ထွက်လာပြီးပဂတိအခြေအနေလို့ပြန်ကြားပြောနိုင်သည့်တိုင်အောင်အခင်းဖြစ်ပွားရာနေရာမှာထပ်မဝင်ရပါအခင်းဖြစ်ပွားရာနေရာအတွင်းလှုပ်ဖော်ကင်ပဲရှိသည်ဟုသိလျင်အကူအညီပေးရန်အရေးပေါ်တာဝန်ရှိသူရာရှိထံအကြောင်းကြားရမည်မိမိကိုယ်တိုင်ဝင်ရောက်ကူညီခြင်းမပြုရပါတင်သည်အဆောင်ထဲမှဘေးလွတ်ရာရောက်ပြီးလှုပ်ဆောင်ရမည့်အခြေအနေများကိုလေ့လာရဌာန၏အရေးပေါ်ပြန်ကြားရေးရာရှိများအားမီးလောင်မှုဖြစ်ကြောင်းနေရာနှင့်တကွာအတိအကျအကြောင်းကြားနိုင်ရမည်။သို့မှသာတာဝန်ရှိသူများမှတကယ်အရေးသွေးပြေဝစေတဲ့အကူအညီမျိုးများပေးနိုင်မည်။ဖြစ်ပွားသောအရေးပေါ်အခြေအနေအကြောင်းကြားခြင်းအရေးပေါ်ဖြစ်နေသောနေရာအားမီးလောင်သောနေရာအချိန်ကွဲကွဲပြားပြားပြောကြားရမည်။အကယ်၍မီးလောင်ကြောင်းသိလျင်ချက်ချင်းအကြောင်းကြားရမည်အကြောင်းကြားသောလူနေရာနှင့်ဖုန်းနံပါတ်သို့မဟုတ်ဆက်သွယ်ရသောနံပါတ်များပြောရမည်နောက်ပြီးတော့အကြောင်းလက်ခံသောသူသည်အချက်အလက်များပြေဝစုံစမ်းခြင်းကြောင့်အကြောင်းလက်ခံသောသူဖုန်းမချမချင်းဖုန်းမချရပါကယ်၍အရေးပေါ်အခြေအနေဖြစ်၍လူနာရှိပါကအကူအညီတာဝန်ရှိသောသူသည်လူနာကိုအကူအညီအမြန်ပေးရန်အတွက်မီးငြိမ်းကူစေသောအဖွဲ့နှင့်အရေးပေါ်ဖြစ်သောနေရာလူနာရှိသောနေရာအားအကြောင်းကြားရမည်
ဓာတ်လိုက်ခြင်းခဏခဏတွေ့ရတတ်ပါသည်ဓာတ်လိုက်ပြင်းထန်မှုထိခိုက်ခြင်းအများကြီးဖြစ်လားအနည်းငယ်ဖြစ်သလားခန္ဓာကိုယ်လျှက်စစ်ဝင်ခြင်းမှထိခိုက်ခြင်းလျှက်စစ်အမျိုးအစားနောက်ပြီးတော့ကိုယ်ခန္ဓာကိုလျှက်စစ်စီးဝင်မှုခုခံခြင်းအကယ်၍ဓာတ်လိုက်လျင်ကြွက်သားများတုံငနေဖြစ်စေနိုင်သည်ကိုယ်ခန္ဓာအားအကျော်ထုံနာခြင်းဖြစ်စေသည်နှလုံးခုန်ခြင်းမမှန်၍တတိလစ်နိုင်သည်အသက်ရှူရက်၍သေဆုံးနိုင်သည်ကိုညီနီလန်းမှားသောကြောင့်ဓာတ်လိုက်သေးသောလူနာနှင့်ကိုညီပေးသောလူအတူဓာတ်လိုက်ခြင်းခဏခဏတွေ့ရတတ်သည်ထို့ကြောင့်ဓာတ်လိုက်သောသူတွေ့လျင်အဓိကကူညီပေးသောလူကိုအန္တရာယ်ဖြစ်စေနိုင်သည်ကာကွယ်ရေးပစ္စည်းများဝတ်ဆင်၍မှန်ကန်သောအကူအညီပေးနိုင်ရမည်ဓာတ်လိုက်မှုမရှိခြင်းကာကွယ်ရန်အတွက်အလုပ်လုပ်သောသူအားလုံးအလုံးနှင့်နေရာမိမိကိုယ်ကိုဂရုစိုက်၍အဓိကဦးစားပေးရမည်ဘယ်လိုကာကွယ်ရမည်နည်းလျှက်စစ်သုံးသောပစ္စည်းများကိုအမြဲဂရုတစိုက်စောင့်ကြည့်ရမည်တဘာဝတိုင်းအမြဲတမ်းကောင်းမွန်နေစေရမည်လျှက်စစ်သုံးသောပစ္စည်းပလက်အများကြီးထိုးခြင်းစသည်သတ်မှတ်ထားသောလျှက်စစ်ကိုအသုံးမပြုရပါရေဆိုသောအခါသို့မဟုတ်ရေလောင်သောနေရာတွင်လျှက်စစ်သုံးသောပစ္စည်းများအသုံးမပြုရပါလျှက်စစ်သုံးသောပစ္စည်းမသုံးသောအခါပလက်များထိုးထားခြင်းမပြုရပါလျှက်စစ်သုံးသောပစ္စည်းကိုပြုပြင်သောအခါလျှက်စစ်စနစ်ကိုရပ်နားထားရမည် Lock out Tag out စနစ်ရှိရမည်တတိလစ်နေသောလူတွေ့လျင်မြည်သည့်အခြေအနေမျိုးဖြင့်ကူညီပြုလုပ်သင့်သည်။တင်းလှုပ်ဆောင်ချက်မှားပါသည်ဓာတ်လိုက်သောသူကိုမကူညီနိုင်ပါလှုပ်တင်သောပထမချက်ကိုသင်လှုပ်ဆောင်နိုင်သည်လျှက်စစ်စီးဖြတ်ပြီးကူညီပေးသောလူကာကွယ်ရန်အတွက်လျှက်စစ်စနစ်ကိုချက်ချင်းပိတ်ရမည်ကူညီနည်းလမ်းအမျိုးမျိုးရှိသည့်အကြောင်းအရာကြည့်ရန်လေ့လာပါတော်လူလျှက်စစ်ကြိုးနှင့်ကပ်နေလျင်လျှက်စစ်စနစ်ဖြတ်ရန်အတွက်လျှက်စစ်ကြိုးကိုချက်ချင်းထုတ်၍ခလုတ်ပိတ်ရမည်ရေလောင်သောနေရာတွေတွင်လျှက်စစ်ရှိလျင်ဤနေရာမသွားပါနှင့်လျှက်စစ်ကြိုးကိုထုတ်၍ဓာတ်လိုက်သောလူနာကိုကူညီပေးမည်အချောက်ကြိုးချောက်ကညင်ကြိုးသို့မဟုတ်ပလတ်စတစ်လက်အိတ်စသည့်လျှက်စစ်ကာကွယ်သောပစ္စည်းများကိုအထိုးဝတ်ဆင်၍လျှက်စစ်ကြိုးကိုမထိရအောင်ဓာတ်လိုက်သောလူနာကိုဆွဲတွန်းခြင်းချက်ချင်းပြုလုပ်ရမည်တစ်ပုံခြုံဆောင်ကညင်ဖနက်သတင်းစာပေါ်တွင်စသည့်လျှက်စစ်ကာကွယ်သောနေရာများကူညီပေးသောလူသည်ရပ်နေရမည်အသားရည်မဆိုရပါဘာဖြစ်လို့လဲဆိုတော့ဓာတ်လိုက်နိုင်ပါသည်ဓာတ်လိုက်
ထိခြင်းမှာမိမိကာကွယ်ရန်အတွက်ဓာတ်လိုက်ထိနေသောလူနာအားလက်ဖြင့်မကင်ရပါဒါမှမဟုတ်ဓာတ်လိုက်စီးဝင်သောပစ္စည်းလည်းမကင်ရပါအားကြီးသည်လျှက်စစ်ကြိုးရှိသောနေရာဖြစ်လျင်အခင်းဖြစ်ပွားရာနေရာ၌မဝင်ရပါတာဝန်ခံသူသို့မဟုတ်ကူညီပေးရန်အတွက်အရေးပေါ်အရာရှိအဖွဲ့များကိုချက်ချင်းအကြောင်းကြားရမည်ဥပမာအမြင့်မှပြုတ်ကျနိုင်၍ထိခိုက်ဒဏ်ရာရမှုသို့မဟုတ်အယိုးကျိုးသည့်လူနာ၏အခြေအနေကိုစောင့်ကြည့်ရမည်အကယ်၍အရေးပေါ်ဖြစ်ပွားသောနေရာမှလူနာအားရွှေ့ပြောင်းခြင်းမမှန်လျင်ကိုယ်တချမ်းသည်ရောဂါဖြစ်စေနိုင်သည်အကယ်၍လူနာ၏နှလုံးခုန်ရက်လျင်အသက်အကူအညီလေ့ကျင့်ပေးဘူးသော CPR နှလုံးပြန်လည်အလုပ်လုပ်စေရန်ကူညီမှုမျိုးဖြင့်ကူညီပေးရမည်နောက်ပြီးတော့လူနာအားဆေးရုံကိုအမြန်ပို့ရမည်အဓိကလျှက်စစ်မှထိခိုက်သောလူနာကူညီခြင်းအခြားဂရုစိုက်၍တေချာလှုပ်ဆောင်ရန်လိုအပ်သည်အမြင့်နေရာမှပြုတ်ကျမှုသည်အနည်းငယ်အဆင့်ကနေဘေးအန္တရာယ်ထိဖြစ်ပွားစေနိုင်သည်
ဒုက္ခိတဖြစ်စေနိုင်သည်အသက်ဆုံးရှုံးခြင်းထိဖြစ်စေနိုင်ပါသည်ခဏခဏတွေ့ကြုံရသောအကြောင်းအရာမှာခြေလမ်းမှားသောကြောင့်ခေါင်းမိုးမှာပြုတ်ကျခြင်းများဖြစ်ပါသည်အုတ်ကျွတ်နှင့်ခေါင်းမိုးပျက်စီးခြင်းကိုယ်အလေးချိန်ခံနိုင်မှုမရှိခြင်းလေကားသို့မဟုတ်ညမ်းမှပြုတ်ကျလာခြင်းအမြင့်နေရာပေါ်တွင်လျှက်စစ်နှင့်ပတ်သက်သည့်အလုံးလုံး၍လျှက်စစ်ဓာတ်လိုက်ခံမှုပြုတ်ကျခြင်းပျက်စီးဆုံးရှုံးမှုရောစေရန်အမြင့်နေရာမှာပြုတ်ကျမှုကာကွယ်နည်းလမ်းများကိုလေ့လာရန်သောနေရာတွင်လှုပ်ဆောင်သူအားအမြင့်မှပြုတ်ကျ၍ဘေးအန္တရာယ်ရစေနိုင်သည်ဥပမာလျှက်စစ်တိုင်ပေါ်တွင်အလုပ်လုပ်ခြင်းအမြင့်ရှိသောခေါင်တိုင်သို့မဟုတ်ပုံးနှင့်ပြွန်တိုင်အပေါ်သို့မဟုတ်အတွင်းအမြင့်2မီတာထက်မြင့်သည့်အလုပ်လုပ်ခြင်းမြန်းတက်ဆင်မှုနှင့်ပြုတ်ကျမှုကာကွယ်ခြင်းရှိရမည်ပစ္စည်းများသို့မဟုတ်အလုပ်လုပ်ဆောင်သူပြုတ်ကျမှုကာကွယ်ရန်ခြံစည်းရိုးပိုက်ကာသည့်ပစ္စည်းနှင့်ကာကွယ်ရန်အခြားပစ္စည်းများကိုပြင်ဆင်ရမည်4မီတာလွန်မြင့်သောနေရာပေါ်တွင်အလုပ်လုပ်လျင်အလုပ်လုပ်စဉ်လုံခြုံရေးရှိရန်လှုပ်ဆောင်မှုများအားထိမ့်ပေးသည့်ကြိုးထိမ့်ပေးသောကပတ်နှင့်ကိရိယာထိမ့်ပေးသောပိုက်နှင့်ခြံစည်းရိုးများကိုပြင်ဆင်ရမည်ဖွင့်သည့်အကွက်သို့မဟုတ်ခေါင်းတိုင်ရှိရင်အဖုံးသို့မဟုတ်ခြံစည်းရိုးရှိရမည်အမြင့်အနည်းဆုံး60စင်တီမီတာရှိရမည်15ဒီဂရီအလွန်ရှိသည့်မတ်ဆောက်နေရာပေါ်တွင်အလုပ်လုပ်ခြင်းသည်အရည်အသွေးရှိသည့်ညံကိုတက်ဆင်မှဖြစ်နိုင်မည်အမြင့်နေရာပေါ်တွင်သုံးသည့်ကိရိယာသည်အောက်မကျရန်ကြိုးချီထားရမည်ရွှေလျားရနိုင်သည့်လှေကားအမျိုးမျိုးသုံးခြင်းနံရံနှင့်လှေကားစွန်းကြား85ဒီဂရီလောက်ထားရမည်နေတွေ့ရင်တင်မိတို့လှုပ်ဆောင်မည်နီလူနာကိုရွှေ့ပြောင်းခြင်းနှင့်နေရာထားခြင်းကြားဘယ်လိုရွေးမည်နီဆုံးဖြတ်ပါတင်လှုပ်ဆောင်ချက်မှားပါသည်ကိုယ်တပညာရှိသောသူမဟုတ်လျင်လူနာကိုရွှေ့ပြောင်းခြင်းမပြုရပါလှုပ်ဆောင်ချက်မှန်ကန်ပါသည်အမြင့်နေရာမှကြားသည့်လူနာတွေ့သည့်အချိန်လူနာကိုရွှေ့ပြောင်းခြင်းမပြုရပါဘဲကြောင့်ဆိုသောလူနာ၏အဆစ်ရိုးအကြောများနာကျင်ခြင်းဖြစ်စေပါသည်လူနာခြေနှင့်အကဲကပ်ခြင်းပထမလူနာတတိရှိသလားအခေါ်နှင့်နှိုးခြင်းဖြင့်စမ်းသပ်နိုင်သည်တတိရှိလျင်လူနာသည်ပြောဆိုနိုင်ပါသလားလူနာခြေနှင့်အပယ်သို့ရှိသည်ကိုအကဲခတ်ကြည့်ပါရှိပြီးတော့မေးဖြေပြောရရင်လူနာနဲ့အခင်းဖြစ်ပွားရာနေရာရှိသည့်သူများမှာဘာဖြစ်လို့အခင်းဖြစ်ပွားရသလဲလို့မေးမြန်းရမည်
မရှိသည့်အခြေအနေဖြစ်သောကြောင့်လူနာရွှေ့ပြောင်းပါကကိုယ်သားပညာရှိသည့်သူသည်တယောက်တည်းပဲရွှေ့ပြောင်းပေးနိုင်သည်လူနာသည်အသက်ရှူရပ်၍နှလုံးခုန်ရပ်ရင် CPR နှလုံးပြန်လည်အလုပ်လုပ်စေရန်မူလအကူအညီပေးရမည်အကူအညီပေးသော CPR အသက်ကူညီနှင့်လေ့ကျင့်မှုသူဖြစ်ရမည်လူနာအခြေအနေနောက်ထပ်အကဲခတ်ပါလူနာအခြေအနေဘာတွေရှိသလဲအကြောင်းအရာကြည့်ရန်လေ့လာပါ
ဟုတ် confinement space ဒီဝင်ပေါက်နှင့်ထွက်ပေါက်ကန့်သက်စွာရှိနေသောနေရာဖြစ်ရမည်ပြီးတော့မလုံလောက်သောအောက်ဆီဂျင်အနည်းလွန်သောသို့မဟုတ်အများလွန်ခြင်းစသည့်ပိတ်လောင်သည့်နေရာတွင်ကိုမလုံခြုံသည့်အခြေအနေဟုခေါ်ပါသည်လုံခြုံရေးအဆင့်လွန်ရသည့်မီးဆွဲမှုသို့မဟုတ်ပောက်ကွဲမှုပြုလုပ်စေနိုင်သည့်ဓာတ်ငွေအငွေဓာတုဗေဒဆေးရည်အမှုန့်နှင့်ဖုံများရှိသည်နေရာအားအလုတ်ချိတ်ဆက်သွားလာခြင်းဖြစ်စေရန်စီစဉ်ထားမှုမပြုရပါဥပမာအညစ်အကြေးရည်များစွန့်ပစ်သည့်နေရာပိတ်လောင်သည့်နေရာဘေးအန္တရာယ်ရှိလို့ဝင်မရပါဆိုင်လိုပုံဓာတ်စီပုံရင်နှွေးငွေပုံအသုံးဆောင်ဖြစ်သည့်ပိုက်သို့မဟုတ်လက္ခဏာစင်တူရှိသည့်အရာဖြစ်ပါသည်စွန့်စားမှုရှိသည့်နေရာဖြစ်သည့်ပိတ်လောင်သည့်နေရာသည်အသက်အန္တရာယ်ကြာရောက်စေနိုင်သည်ပိတ်လောင်သည့်နေရာအတွင်းဘေးအန္တရာယ်အမျိုးမျိုးရှိနိုင်ပါသည်အကြောင်းသေးသေးထဲတွင်အသေးစိတ်ကြည့်ရှုရန်လေ့လာပါအောက်ဆီဂျင်အားအနည်းလွန်ခြင်းသို့မဟုတ်အများလွန်ခြင်းရှိသဖြင့်အသက်ရှူခြင်းထဲတွင်ရာသီဥတုချို့တဲ့ခြင်းဆွဲလောင်ခြင်းသို့မဟုတ်ပောက်ကွဲခြင်းဖြစ်စေသည့်ထဲတွင်မီးဆွဲမှုသို့မဟုတ်ပောက်ကွဲနိုင်သည့်ဓာတ်ငွေအငွေ့နှင့်အမှုန့်များရှိခြင်းပိတ်လောင်သည့်နေရာတွင်မီးလျှံဖြစ်ပွားနိုင်သည်ဒီအပြင်ထူထပ်မှုမီးလျှံဖြစ်ပွားခြင်းကာကွယ်မရသည့်လျှက်စစ်ကိရိယာအသုံးပြုခြင်းတိုက်မှုဆေးလိပ်တောက်ခြင်းသို့မဟုတ်တထုကဟေသည်မီးလျှံအားဖြစ်ပွားစေပါသည်ဖြစ်ပွားစေပိတ်လောင်သည့်နေရာထဲတွင်မီးလျှံမှုသို့မဟုတ်လောင်ကျွမ်းခြင်းဖြစ်ပွားနိုင်ပါသည်အလုတ်သမားနှင့်အန်ဒီရဲ့ပြုလုပ်ဖြစ်ပွားသည့်အဆင့်ထဲတွင်ဓာတုဗေဒဆေးမျိုး၏အထူဓာတ်အဆင့်ရှိပါသည်အသက်ရှူလမ်းကြောင်းစနစ်နှင့်မျက်စိသို့မဟုတ်အကြောစနစ်နှင့်လှုံ့ဆော်ပြုလုပ်မှုကိုယ်ကာယအားအောက်ဆီဂျင်ချို့တဲ့ခြင်းကြောင့်ခေါင်းကိုက်သွေးလေးမူးအန်စသည့်အခြေအနေများဖြစ်ပွားစေပါသည်တတိလင်းမှုနှင့်သေဆုံးသည့်အထိဖြစ်စေနိုင်သည်လောင်ကျွမ်းခြင်းမှဖြစ်ပွားသည့်ကာဗွန်မိုနိုဆိုက်ဆာလ်ဖာဒိုင်အောက်ဆိုက်သည်အနည်းရှိပေမဲ့အနံ့နှင့်အမုန်းအဆိပ်ရှိခြင်းကြောင့်ဘက်တီးရီးယားပိုးဖြင့်ဟိုက်ဒရိုဂျင်ဆာလ်ဖိုက်များဆွေးမြေပျက်စီးစေနိုင်သည့်ပစ္စည်းများရဲ့ပိတ်လောင်သည့်နေရာအတွင်းအန္တရာယ်ဖြစ်ပွားစေသည့်အဆိပ်ငွေ့ကိုဖြစ်စေပါသည်ပိတ်လောင်သည့်နေရာသည်အမြဲတမ်းအလုံးလုံး၍ရသည့်နေရာမဟုတ်ပါပိတ်လောင်သည့်နေရာထဲတွင်အလုံးလုံးဆောင်သူနှင့်ဒုက္ခသည်အားကူညီရန်ဝင်သွားမည်သူသည်ပညာရှိပေးရန်တွင်တင်ရဦးမည်ပြီးနောက်အလုံးလုံးဆောင်ခြင်းခဲ့တွင်အရေးအသွေးရှိရမည်လုံခြုံရေးကိရိယာအသုံးပြုခြင်းနှင့်အကူအညီမှန်ကန်စွာပေးခြင်းစက္ကန့်ပိုင်းတွင်စိတ်ဆုံးဖြတ်မှုမှန်ကန်ရမည်ဒဏ်ရာရမှုနှင့်ဆုံးရှုံးမှုစံချိန်များသည်ပိတ်လောင်သည့်နေရာထဲတွင်အလုံးလုံးခြင်းမှနေဖြစ်ပွားစေသည်အကူအညီပေးခြင်းဝင်သွားသည့်သူသည်အကူအညီပေးခြင်းတွင်မှန်ကန်စွာအရေးချင်းမရှိခြင်းအားခဏခဏတွေ့ရှိရပါသည်ထို့ကြောင့်ဒုက္ခသည်နှင့်အတူတူဆုံးရှုံးတတ်ပါသည်နေရာထဲတွင်ဒုက္ခသည်အားကူညီရန်သင်အားတောင်းဆိုပါသည်ဤသို့လျှင်သင်သည်စိတ်ဆုံးဖြတ်ချက်ချပြီးမည်သို့လုပ်မည်နည်းလေ့လာပါ
ဒုက္ခသည်အားအကူအညီပေးခြင်းကူညီနည်းစနစ်မှားရွေးပြီးနောက်တစ်ကြိမ်ထပ်စမ်းရွေးပါသည်ဒုက္ခသည်အားအကူအညီမပေးဘဲအလုပ်ကိုငကိုအတိုင်းသွား၍ပြန်မလုပ်ရပါအရန်ကောင်းပါတယ်ပိတ်လောင်တဲ့နေရာထဲတွင်ကိုယ်တိုင်ဒုက္ခသည်အားအကူအညီပေးခြင်းတွင်လုံးလုံးလျလျဝင်သွားခြင်းမပြုရပါတတိမှုပြီးဒုက္ခသည်အားအကူအညီပေးခြင်းဝင်သွားရန်အရေးပေါ်ပြန်ကြားရေးရရှိအားဖုန်းဆက်အကြောင်းကြားခြင်းသည်ပထမဦးဆုံးလိုအပ်သည့်လုပ်ရမည်အလုပ်ပင်ဖြစ်ပါသည်ပြီးတော့အခင်းဖြစ်တဲ့နေရာထဲတွင်ဆိုက်ရောက်ရသည့်သက်ဆိုင်သူနှင့်အချက်လက်ပေးရန်လုံခြုံသည့်နေရာထဲတွင်စောင့်ဆိုင်းရပါမည်အလေးကျင့်ခံရခြင်းဖြင့်ဒုက္ခသည်အားသတ်မှတ်ထားသည့်အဖွဲ့အစည်း၏အရေးပေါ်စီစဉ်ခြင်းအတိုင်းအကူအညီပေးခြင်းဆောင်ရွက်ပေးပါပိတ်လောင်သည့်နေရာထဲတွင်ဒုက္ခသည်အားအကူအညီပေးခြင်းမြန်စွာလုပ်ရမည်ပြီးနောက်အကူအညီပေးသည့်သူသည်ပညာရှိရမည်ဘဝအကူအညီပေးခြင်းလေ့ကျင့်ထားရမည်ပျက်စီးဆုံးရှုံးမှုလျော့နည်းစေရန်ပစ္စည်းများအားသိမ်းဆည်းခြင်းလုံခြုံရေးကိရိယာများအားမှန်ကန်စွာအသုံးပြုခြင်း
ပစ္စည်းများယိုစိမ့်မှုမရှိစေရန်တိမ်ဆဲခြင်းရွှေ့ပြောင်းမှုမရှိစေခြင်းလေပေါ်သို့ပြန့်လွင့်ခြင်းရှိပါကမြေပေါ်သို့ကျဆင်းခြင်းနှင့်ရေပြင်ပေါ်သို့စီးဆင်းခြင်းပျက်စီးဆုံးရှုံးခြင်း၏အခြေခံအကြောင်းရင်းပစ္စည်းများသည်အန္တရာယ်များပြားခြင်းကြောင့်ဓာတုဗေဒပစ္စည်းများအရေးပေါ်ယိုစိမ့်လာရင်လှုပ်ဆောင်ရမည်လှုပ်ဆောင်ချက်များအသက်အန္တရာယ်နှင့်ပစ္စည်းစည်းစိမ်ဥစ္စာများပျက်စီးဆုံးရှုံးနိုင်ခြင်းမိမိ၏အနီးအနားပတ်ဝန်းကျင်တွင်ကျန်းမာရေးထိခိုက်စေနိုင်ခြင်းဓာတုဗေဒပစ္စည်းများယိုစိမ့်ခြင်းမဖြစ်ပေါ်စေရန်ကြည့်ရှုစောင့်ရှောက်ရန်မြေတိုးလှုပ်ဆောင်ရမည်များကိုသိရှိနိုင်ရန် icon ကိုနှိပ်ပြီးလေ့လာပါအသုံးဆောင်ပစ္စည်းများမူလအတိုင်းပိန်ခြင်းပေါက်ခြင်းမရှိစေရန်စစ်ဆေးပါပစ္စည်းများတင့်တော်သည့်နေရာတွင်ထားသို့ပြီးစွန့်ပစ်ရန်လွယ်ကူသောနေရာတွင်ထားပါချွဲပြီးဆေးကပ်နေသောဓာတုဗေဒပစ္စည်းများအားအကာဖြင့်ကာထားပြီးယိုစိမ့်မှုမရှိစေရန်နှင့်ရေစီးလမ်းကြောင်းသို့မသွားနိုင်ရန်ကာကွယ်ပါဓာတ်မတည့်သောဓာတုဗေဒပစ္စည်းများရှင်တွဲထားမှုမရှိစေရန်တေချာသိမ်းဆည်းရမည်ပိတ်ဖွင့်ဘားကြိုးများနှင့်လုပ်ငန်းသုံးပစ္စည်းများအားမူလအတိုင်းကောင်းမွန်စွာရှိနေစေရန်ခေါ်လင်တဘာဝဓာတ်ငွေဂက်စ်ငွေများယိုစိမ့်မှုမရှိစေရန်အမြဲတမ်းစစ်ဆေးရမည်လှုပ်ဆောင်နေသူများနှင့်ဓာတုဗေဒပစ္စည်းများ၏အန္တရာယ်အရေးပေါ်ကာကွယ်မှုလုပ်ငန်းစဉ်များအားနားလည်နိုင်ရန် SDS သဘောတရားများအားသိရှိရန်နောက်စာမျက်နှာတွင်လေ့လာနိုင်ပါသည်ပစ္စည်းများသည်အန္တရာယ်များပြားခြင်းကြောင့်အရေးပေါ်ဓာတုပစ္စည်းများယိုစိမ့်မှုရှိလာပါကလှုပ်ဆောင်ရန်အချက်များအကယ်၍တင်သည်ထိုနေရာတွင်ရှိနေပါကမည်သို့လှုပ်ဆောင်ရန်နည်းလမ်းကိုရွေးချယ်မည်နီတင်ရွေးချယ်ခြင်းမှားပါသည်ဓာတုဗေဒပစ္စည်းများမှာအသက်အန္တရာယ်ရှိနိုင်မည်ကိုသိခြင်းမရှိပါသိရှိပြီးအမြန်ဆုံးလှုပ်ဆောင်ရမည်မှန်ပါသည်အခင်းဖြစ်ပွားရာနေရာမှာချက်ချင်းထွက်၍တာဝန်ရှိသူအားအကြောင်းကြားရပါမည်လုံခြုံစွာကူညီပေးရန်လှုပ်ဆောင်သည်မှန်ကန်စွာလှုပ်ဆောင်မည်လေ့လာကြရန်အရှိစာမျက်နှာကိုနှိပ်ပါဖြစ်ရနေရာမှထွက်ခွာပြီးသိရှိနားလည်သူအားတွားရောက်အကြောင်းကြားခြင်းဆိုသည်မှာတာဝန်ရှိသူသို့မဟုတ်အလုပ်သမားကောင်းဆောင်သို့မဟုတ်အရေးပေါ်ဆက်သွယ်ရမည်အဖွဲ့အစည်းဖုန်းနံပါတ်များသို့ဆက်သွယ်ခြင်းဓာတုဗေဒပစ္စည်းများမှာအန္တရာယ်ရရှိနိုင်မည်ကိုသိရှိနားလည်မှုမရှိဘဲတွားရောက်လှုပ်ဆောင်ခြင်းကြောင့်
အန်ဒီရဲ့ကြားရောက်နိုင်ပြီးဓာတုဗေဒပစ္စည်းများ၏ဆိုးကျိုးကိုခံစားရမည်။ Acid သို့မဟုတ်အခြားပြင်းထန်သောပစ္စည်းများသည်အရေပြားပေါ်အားလောင်ကျွမ်းစေနိုင်ပြီးမျက်လုံးအမြင်ကွယ်စေနိုင်ပါသည်။အဆိပ်ရှိသောဓာတုဗေဒပစ္စည်းများအားရှူရှိုက်မိပါကအသိဉာဏ်ကင်းမဲ့စေပြီးမေ့မျောသွားစေနိုင်ပါသည်။ယိုစိမ့်မှုအခြေအနေကိုတွားရောက်လှုပ်ဆောင်မည်သူသည်တင်နန်းပေးသိရှိနားလည်ပြီးကာကွယ်ရေးဝိစားဆင်ရင်မှုနှင့်အသုံးဆောင်ပစ္စည်းများအားမှန်ကန်စွာအသုံးချတတ်ရမည်။ချွဲသောအရာများအားဆိုဆွတ်သောပစ္စည်းဖြစ်သောတဲအဆူအားဓာတုပစ္စည်းများပြန့်နှံ့ခြင်းမရှိစေရန်ကာကွယ်ခြင်းနှင့်တွားရောက်အသုံးပြုရမည်။တင်သည် gas ammonia ယိုစိမ့်မှုများဖြစ်ပွားရာနေရာတွင်ရှိပါကမည်သို့လှုပ်ဆောင်မည်နည်းတင်လှုပ်ဆောင်ချက်မမှန်ကန်ပါအကယ်၍ဓာတုပစ္စည်းများပြန့်နှံ့ယိုစိမ့်သောနေရာတွင်နေထိုင်စဉ်အတွင်းဓာတုပစ္စည်းများပုံမိုးပြန့်နှံ့နေမည်ဖြစ်သဖြင့်ကြာရှည်စွာရှူရှိုက်မိပါကမေ့လဲသွားနိုင်သည်ပါသည်တင်ထိုနေရာမှာတတိထားပြီးအမြန်ဆုံးထွက်ခွာပါလူအများပြားရှိသောနေရာဥပမာထုတ်လုပ်ရေးလိုင်းထဲတွင်ရှိပါကအလုပ်သမားကောင်းဆောင်ကအကြောင်းကြားပါထိုနေရာမှာအရေးပေါ်ပြောင်းရွှေ့နိုင်ရန်စီစဉ်ပါမှန်ကန်စွာဆောင်ရွက်နိုင်မှုများသိရှိနိုင်ရန်လေ့လာပါပြင်းထန်သောယိုစိမ့်မှုအခြေအနေရှိပါကဓာတုဗေဒပစ္စည်းယိုစိမ့်မှုဖြစ်ပေါ်ပါကစိတ်ကိုတည်ငြိမ်စွာထားပြီးထိုနေရာမှထွက်ခွာရန်ဓာတုဗေဒပစ္စည်းမှာယိုစိမ့်သောအခါကျလာသောအငွေ့များဂက်စ်များကိုမရှူရှိုက်မိစေရန်သတိပြုပါထိုနေရာမှထွက်ခွာပြီးအပြင်ဘက်သို့ရောက်လျင်လေနှင့်ဆန့်ကျင်ဘက်နေရာမှာနေထိုင်ရန်ထို့နောက်အရေးပေါ်ပြန်ကြားရေးအရာရှိအားဖုန်းဆက်အကူအညီတောင်းရန်မင်္ဂလာပါအရေးပေါ်တာဝန်ရှိသူများအကယ်၍ဖုန်းဆက်အကူအညီတောင်းသောသူတင်ဖြစ်လျင်ဘယ်လိုပြောဆိုမည်ရွေးချယ်မည်စဉ်းစားထားပါသလဲဟုတ်ပါသည်တိုင်ကြားသူအမည်နှင့်လုပ်ငန်းတာဝန်ကျရာနေရာအားအကြောင်းကြားရန်တင်မြစ်သည့်အကြောင်းအရာအားတိုင်ကြားခြင်းပါသလဲအခုလိုနေရာတာဝန်ရှိသူတွေကမေးလျင်ဘယ်လိုမေးသလဲဆိုတာရွေးချယ်ကြည့်ပါဘယ်လိုအခြေအနေဖြစ်ပေါ်နေတယ်ဆိုတာသတိထားမိတဲ့အတွက်အရန်တော်ပါတယ်ဖြစ်ပေါ်သောအကြောင်းအရာအားတာဝန်ရှိသူများအားပြောပြပါဒီနောက်မြည်သည့်သက်ဆိုင်သောတာဝန်ရှိသူများအားဘာလိုအပ်သေးတယ်လဲဆိုတာရွေးချယ်ပြီးဖြေပေးပါအတွင်းဓာတုဗေဒပစ္စည်းများယိုစိမ့်မှုအားတွေ့ရှိသောသူများအနေဖြင့်မြည်သို့လှုပ်ဆောင်ရမည်ကိုနောက်စာမျက်နှာတစ်ဖက်တွင်လေ့လာနိုင်ပါသည်